ဘက်မှာအလုံးကကိုကြီးခက်ခဲလေးရှိကြတယ်ပေါ့နော်ကိုကြီးခက်ခဲလေးရှိရကြတော့ကျွန်တော်တို့မှာဒီအဖွဲ့အစည်းလေးကိုအားကိုးရတယ်ပေါ့အဖွဲ့အစည်းလေးအားကိုးရကြတော့ကျွန်တော်တို့လည်းဒီအဖွဲ့အစည်းတွေကတခုဖြစ်တဲ့ပတောက်ကူနဲ့ချိတ်ဆက်ပြီးတယ်ပေါ့ချိတ်ဆက်ပြီးတော့ကြတော့ကျွန်တော်တို့ဒီပတောက်ကူကပြည်တဲ့ရိခါလေးတွေကိုကျွန်တော်တို့6ဖြစ်တယ်ပေါ့အထောက်ပံ့ဖြစ်ပါတယ်အထောက်ပံ့ဖြစ်ပါတယ်ဆိုတာကကျွန်တော်တို့ဒီဘက်မှာရှာဖွေစားတော့ရတာအကုန်လုံးအခက်အခဲတွေဆိုကြတော့ဒီပေးတဲ့အဖွဲ့အစည်းတွေပေးတဲ့အဖွဲ့အစည်းဘယ်တော့မှပါဝင်ပေါ့လေပေးတဲ့အဖွဲ့အစည်းလေးတွေအားလုံးတစ်ခုနဲ့တစ်ခုကတော့ကျွန်တော်တို့မှာတော်တော်လေးကိုအထောက်ကူကျွန်တော်တို့တူးချင်းစီအတွက်တော်တော်လေးကိုအထောက်ကူပြုပါတယ်ခင်ဗျပတောက်ကူပါဝင်ပေါ့နော်အကုန်လုံးကိုကျွန်တော်အားကြောင့်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်